ကျွန်တော်ဝီလာမင်းဆံပွဲရုံကိုတည်တည်တဲ့ဆောင်ပြီးပို့ပြီးတယ်ဆန်စက်တွေကိုကျေးဇူးတင်ပါတယ်ဗျာဒါဒီနေ့ပို့ပြီးလိုက်တဲ့ဆန်စက်ကြီးကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်များပို့ပြီးနိုင်ကြပါပြီဗျာဘယ်လိုလဲဆိုတော့တည်တည်ကြိုက်ကြတယ်ကွာဒါနောက်တစ်ရောက်ပါဗျာသူ့ channel က organic activity တွေစားရရင်လို့ဆိုပို့လိုက်တယ်ဒီမှာလေးကျေးဇူးတင်ပါတယ်นี่อ่ะ3လုံးခွဲစားကြည့်တာတော်တော်ကောင်းတာအောင်တင်း site လေးနဲ့မတွင်းဘူးစားတယ်အောင်တင်းလို့စင်တလုံးနဲ့မတူဘဲနဲ့အောင်တင်းလို့လေးသူ့စားဖို့ဆိုပြီးတော့ပေးလိုက်တာလေကျေးဇူးတင်ပါတယ်ဒါနောက်တစ်ယောက်ပါကျွန်တော်ဝေလာမင်းဆက်ပွဲကိုချစ်ခင်ပေးကြလို့ကျေးဇူးတင်ပါတယ်ဗျာအားလုံးကတည်တည်စားပြီးကြပြီလားဒီနေ့ကျွန်တော်တို့ကလည်းတည်တည်လက်ဆောင်လေးဝေလာမင်းဆက်ပွဲရုံကနေစံဝေတဲ့သူတိုင်းကိုပြန်ပေးဖို့အစီအစဉ်လေးရှိပါတယ်လုံးရင်ကောင်းမလားဖြေပေးကြပါဦးနော်